တော်ယူထဲမှာကျွန်တော်စီတန်ရတယ်နော်နေရမှုတွေဗျာအဲ့ကျွန်တော်ဒီမှာတင်ငယ်ချင်းနဲ့ပြိုးနေကျွန်တော်လိုက်လာကြည့်ပါဦးဒါပြိုးလေးမှာဒါကြီးကက်ရော်လို့ခေါ်တာဗောနော်ဒီရွာရဲ့အဝင်လေးပါဒီမှာတောအုပ်လေးနဲ့အိုးအေးနေရပဲဒီမှာအကောင်နေအတန်ရောကြားလာမသိအရင်အေးချက်နေကြသေးလားကျွန်တော်ဒါခုနကကျွန်တော်တို့ပြောတဲ့ကြီးကက်ရွာဗောနော်အဲ့ရွာမှာကျွန်တော်ဒါကော်ဖီလာတောက်တော့ဖြစ်ပါတယ်ကျွန်တော်တို့ဒီရွာကိုလာတိုင်းဒီကော်ဖီဆိုင်မှာတောက်တယ်နိုင်မရေချိုးမယ်ပေါ့ရေကူးမယ်ပေါ့ဗျာတောင်တန်းတွေကိုကြည့်ရမှာတောင်တန်းတွေနဲ့လာနေရမှာဒီရွာမှာကျွန်တော်ရမ်းကြိုက်တာပေါ့နော်အိုးဒီမှာအနားယူမယ်ရေကူးမယ်ကြည့်လိုက်ရေကူးကန်ရှိမယ်ကျွန်တော်တောင်တန်းတွေလည်းလောက်လေးကြည့်ရမယ်လီတဘောကလီတွေလည်းဖြူဖြူနေပဲဗျာဒီနေရာမှာနွေရာသီကျရင်တော့တရက်လာပြီးတော့ရေကူးမယ်ဗျာမဲလေးမှာပူတယ်ဒီမှာအေးနေရပဲဒီမှာအေးနေရပဲကြီးလေးကဒါအဲ့လိုကြီးအေးနေရေကမကူးနိုင်တော့ဘူးကူးနိုင်ဘူးရေမကူးနိုင်အဲ့လိုကြီးအေးစိတ်နေတယ်ကျွန်တော်မကူးနိုင်